ဟေးစားရအောင်နော်မနေ့ကဟိန်းထက်စော်ဖြေတာအကုန်မှန်တယ်ဆိုတော့အားလုံးနားလည်တယ်ထင်တယ်နော်อืมဒီကနည်းနည်းပမေးချင်တယ်တကယ်မှာဟောဒီမှာ defaulting နဲ့ဒါပါအဓိပ္ပာယ်လဲ defaulting ဒီအဲ့ဒီဟိုလားဘာလဲအဲ့ဒီ paper money ကနေဒီ go exchange လုပ်လို့ရတာဟိုလားဆက်ပြီးတော့လောက်လောက်လို့မရတာအောင်လောက်တာအဲ့လိုမျိုးလားဒီอืม defaulted on its death day အဘာအဓိပ္ပာယ်လဲဒီအဲ့ဒီ tab ဆိုတော့ဒီအကျွေးတွေပေါ့အဲ့ဟာဟိုစားပေးဖို့မပေးနိုင်တာပေါ့အဲ့လိုမျိုးလားอืมဟုတ်တယ်အကျွေးတွေကိုမဆက်နိုင်တော့ default ဖြစ်တယ် defaulted okay အဲပြီးတော့မနေ့ကအဲ့ဗီဒီယိုပဲစက်ကြည့်တော့ဘယ်ထိရောက်သွားပြီလဲဟုတ်မိနစ်20လောက်လားလို့ဟောโอเคမိနစ်20โอเคဒါဆိုမပြီးသေးဘူးပေါ့ဟုတ်ပြီးသေးပြီလေอืมဒါဆိုရင်ဒီစာက10မိနစ်လောက်ထိရှိတာ哦နော်10မိနစ်လောက်ထိဆိုတော့ဟင်းတက်စောကဒီအဲ့ဒီစာရဲ့နောက်ပိုင်း10မိနစ်ကနေနောက်ပိုင်းအထိကိုကြည့်ပြီးတော့ဆက်ကြည့်ပြီးတော့ summarize လုပ်ပေးနော် အော်ဟုတ် summarize summarize လုပ် summarize လုပ်ပြီးတော့ရေးထားပေါ့အဲ့ဒီနင်ဒီမှာရမလားမသိဘူးဒီမှာဖွင့်ကြည့်လိုက်အောင် file ဒီမှာ file နဲ့ဖွင့်ပြီးရေးလို့ရမလားမသိ create students can edit မရဘူးကွာကိုယ်ပိုင် student တယောက်ချင်းစီကိုကိုယ်ပိုင် file ထားခြင်းလို့ဒါပေမဲ့edit လုပ်လိုက်မယ်ဒါဆိုဒိတ်တက်ဆိုအဲ့မှာရေးပေါ့နော် summary အဲ့မှာရေးနော်ဆက်ကြည့်ပြီးတော့โอเคနော်ရေးကြည့်ပါအောင်ဒီမှာ summary ဒီ file မှာရေးလို့ရလားဆိုတော့ဟိန်းတက်စောရေးနေတဲ့အချိန်မှာဒီ channel စုအနေနဲ့ကဒီသူတချို့အပုပ်လေးတွေကိုပြန်ပြီးတော့ review လုပ်စရာရှိတယ်နော်ဆိုတော့စကားပြောနေလို့ရှိရင်ဟိန်းတက်စောကဲလို့စကားပြောတာအတန်နေကြောင့်အနှောက်အယှက်ဖြစ်မယ်ဆိုလို့ရှိရင်အတန်ကို zoom ကအတန်ကို
ပိတ်ရင်ပိတ်ထားဒါမှမဟုတ်ရင်အတန်ကိုလျှော့ထားလိုက်နော် ဟုတ်တယ် နော်โอเคဒါဆိုရင်ဟိန်းတက်စောစပြီးတော့လုပ်လို့ရပြီဆိုတော့ဗီဒီယိုပြီးအောင်ကြည့်လိုက်ပေါ့ပြီးအောင်ကြည့်ပြီးတော့ summary ရေးနော်โอเคဒါဆိုရင်စုရီနဲ့တူတူဖတ်ကြမယ်နော် ဟုတ်ချင် ဆိုတော့မနေ့ကဒီပုံကိုဖတ်ပြီးတော့ဖြေခိုင်းတာပြန်ပြီးတော့ဖတ်ရအောင်အဲ့ဒါဆိုတော့စုရီပြောပြပါအောင်ဒါဘာပြောတာလဲ ဟုတ်ချင်ဖတ်ပြီးတော့ပြောပြရမှာချင်း ဖတ်ချင်တဲ့ဖတ်ပေါ့ဟိုကအင်္ဂလိပ်စာတကယ်လို့ဖတ်တဲ့အလေးကျင့်လုပ်ချင်တယ်ဆိုရင်ဖတ် ဟုတ်ချင် The times ahead will be radically different from those that we had experienced in our lifetime, though similar to many times before. အဲ့ဒီအချိန်ညာဆိုရင်လည်းအဲ့လိုစအောင်ကကျွန်တော်တို့အဲ့လိုပြောပြမယ်အဲ့လိုဘဝမှာပေါ့နော်အဲ့လိုပြောပြမယ်အချိန်တချို့ပြီးခဲ့တဲ့ဘဝမှာဖြစ်တဲ့ဟာတွေနဲ့သူကလို့နည်းနည်းကွာပင်မဲ့လေတဲ့တချို့အချိန်ညာဆိုရင်အဲ့လိုမျိုးတူပါပဲလို့ပြော The times ahead တဲ့ဒါဘာကိုပြောရလဲ အဲ့ဟိုအနာဂတ်ကိုပြောရတယ်ပဲရှင့်အဲ့လိုနောက်လာမယ့်အနာဂတ် radically တဲ့ဘာအဓိပ္ပာယ်လဲ radically radically ကတိတ်တော့မသိဘူးချင် ရှားကြည့်ပါအောင် dictionary ရှားကြည့်ပါအောင် ဟုတ်အခြေခံအားဖြင့်လာချင်စမ်းသစ်တော့ ခြေခံအပြင်ပြီးတော့တခြားစကားလုံးတွေအောင် စမ်းသစ်တော့တဲ့ချင် စမ်းတဲ့တော့dictionary ဆိုဗမာ dictionary English ဗမာလို့ကြည့်ရလားဒါမှမဟုတ်ရင် English ကြည့်ရလား ဟုတ်ရှင့်အင်္ဂလိပ်မြန်မာချင် English dictionary ကြည့်လေ Cambridge တို့ပါတော့ ဟုတ်ချင် နော် Cambridge ကိုတွားလိုက် Cambridge Dictionary ဆိုပြီးရှာလိုက်ရင်ဟိုမှာရောက်မှာဒါဆိုရင် radically ဆိုပြီးတော့ရိုက်ထည့်လိုက် radically လုံးဝလို့ပြောချင်တာပဲချင်သူ ဟုတ်တယ်လုံးဝမတူတော့ဘူးတဲ့ဆိုတော့သူဒီ dictionary ရှာရင်ဒီလို Cambridge တို့ပါတော့ English to English ပဲရှာနော် ဟုတ်ကဲ့ရှင်ဟုတ် ဒါဆိုရင်ဒီမှာကိုသိပြီးသားစကားလုံးတွေနဲ့သူကပြန်ရှင်းပြထားတာဆိုတော့အဲ့ဒါပို့ပြီးတော့ကောင်းတယ်ပြီးတော့ဒီဟာစကားလုံးအဓိပ္ပာယ်သိပြီဆိုရင်အဲ့မှာလည်းရက်မရက်လိုက်နဲ့ဆက်ပြီးတော့ sentence တွေဆက်ဖတ်ရမှာနော် The accident radically changed the course of his life တဲ့နော်ဒီမှာသူသုံးပုံသုံးနည်းကိုကမှတ်ထားရမှာဟောဒီလိုသုံးလို့ရတယ်နော် accident သူ့ရဲ့ဘဝလမ်းကြောင်းလုံးဝပြောင်းလဲသွားစေတယ်ပြောင်းလဲလိုက်တယ် Our approach is radically different to that of our competitors ငါတို့ရဲ့လုပ်ပုံလုပ်နည်းပေါ့ငါတို့ရဲ့ချင်းကပ်မှုအားတဲ့ငါတို့ရဲ့ပြိုင်ဘက်တွေရဲ့နီးနဲ့လုံးဝဆန့်ကျင်လုံးဝကွာခြားတယ်တဲ့နော်အဲ့တော့ဒီလိုသုံးနှုန်းလေးတွေပါမှတ်ထားဆိုတော့ဒီမှာကိုရှာတဲ့စကားလုံးဒီဘက်ကိုပြန်ကြည့်လိုက်မယ်ဆိုရင် radically different from those that we have experienced in our lifetimes နော်ဆိုတော့အနာဂတ်မှာလာမယ့်အချိန်တွေကငါတို့အရင်တော့တွေ့ကြုံခဲ့ရတာတွေထက်နေအဲ့ဒါတွေနဲ့လုံးဝမတူဘူးတဲ့
တူမှာမဟုတ်ဘူးတဲ့တူမှာမဟုတ်ငါတို့ရဲ့ဘဝမှာတွေ့ကြုံနေရတာတွေထက်ဒါပေမဲ့တဲ့တူတော့တူလေအဲ့ဒီရှေ့ငါတို့အရင်တော့ဖြစ်ခဲ့တဲ့အချိန်ကြီးနဲ့အများကြီးအချိန်ပေါင်းများစွာတော့တူတယ်တဲ့ဟောဆိုတော့ဒီမှာဒီစကားလုံးလေးကိုဒီလိုသုံးတယ်ဆိုတာမှတ်ထားအောင်နော်ဒီတစ်ကြောင်းလုံးမှတ်မိရမယ်ဆိုတော့စကားလုံးတွေမှတ်လို့ရှိရင် context ကိုပါမှတ်ရတယ်နော် context ဆိုတော့ဒီစကားလုံးကိုဘယ်လိုနေရာမျိုးမှာသုံးတာလဲနော်ဒီမှာဆိုရင်အော်ဒါအချိန်ကိုသုံးနေတာအချိန်ကမတူဘူးဆိုတဲ့အကြောင်းမတူလုံးဝမတူဆိုတာသုံးတယ်နော်အဲ့ဒါကိုမှတ်ထားအောင်ဆိုတော့ကိုကအင်္ဂလိပ်စာလေ့လာနေတဲ့အချိန်ဆိုတော့စကားလုံးအသစ်ကိုတွေ့ပြီဆိုရင်နားလည်ရမယ်အရင်ဆုံးနားလည်ရမယ် understand ပြီးတော့ရင်မှတ်မိရမယ်မှတ်ထားမယ် memorize မှတ်ထားဖို့လိုတယ်ဗမာကျောင်းတွေမှာဆိုရင်တော့အလွတ်ကျက်တဲ့နည်းပေါ့အလွတ်ကျက်လိုက်တယ်မှတ်ထားမှတ်မိမှတ်ရမယ်မှတ်မိမမှတ်မိလို့မရဘူးနော်ပြီးမှပြန်ပြီးတော့ recall လုပ်အောင်ဒါပါလေပြင် context နဲ့မှတ်ရမယ် learn in context ဆိုတော့ context နဲ့မှတ်ထားရမယ်ဒီလိုမျိုးနော် ဒီကသူက totally သဘောမျိုးလဲပေါက်လာခြင်း ဟုတ်တယ် totally okay ဒါဆိုရင်ဆက်ဖတ်ပါအောင်ဆက်ဖတ်ပြီးပြောပြပါအောင် how do I know that ငါဘယ်လိုသိလဲbecause they always have been ဘာလို့လဲဆိုတော့သူတို့ကအဲ့လိုဖြစ်ခဲ့လို့ပေါ့နော်အများနဲ့အဲ့လိုဖြစ်နေခဲ့လို့ပဲ over my roughly 50 years old global microeconomic investing, I have learned the hard way that the most important events that surprise me did so because they never happened in my lifetime. I သူ့ရဲ့အဲ့လို50နှစ်50ပေါ့နော်ခက်ခဲနှစ်50လုံးကိုကြည့်မယ်ဆိုရင်အဲ့မှာသူက global microeconomics ဆိုတာဒီချက်တော့ microeconomics ဆိုတာသူကအဲ့လိုတစ်ခုခုမှာ stock market တွေပါ invest လုပ်တာကိုပြောချင်တာလားချင်း ဟုတ်တယ်ဒီမှာ roughly 50 years က50နီးပါး50လောက်ရှိရလို့ပြောချင်တာနော် ဟုတ်ကဲ့ချင်း50လား 50မဟုတ်သူက40ခုအတိအကျ40ခုဆိုတော့သူကနီးစက်တာယူလိုက်တာပေါ့50နီးပါးလို့ပြောလိုက်တဲ့ပေါ့ roughly တဲ့နော် ဟုတ်ကဲ့ချင်း ဒါကတော့မသိလဲကိစ္စမရှိပါဘူး investing အကြမ်းမြင်သိရင်ရပြီနော်အကြမ်းမြင်ဒါ invest လုပ်တာဆိုတော့ဒါကိုကသင်မှမသင်ဘူးတဲ့ဒီဟာကြီးကျတော့ technical ဖြစ်တယ် macroeconomic investing တော့ဒါကတော့ investing ကတော့ကိုသိတယ်ဒါရင်းနှီးမြှုပ်နှံတာဆိုတော့နော် ပြီးတော့သူကအဲ့လိုမျိုးခက်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 တင်ယူခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့သူ့ဘဝမှာအဲ့လို surprise အဲ့လိုမျိုးဖြစ်တဲ့ဟာကြာတော့အဲ့လိုပြောရမလဲအရေးကြီးဆုံးအဲ့လိုမျိုးevent တစ်ခုခုအဲ့လိုသူ surprise ဖြစ်ခဲ့တာဘာလို့လဲဆိုတော့ they never happen in my သူ့ရဲ့ lifetime သူဒီတသက်မှာပေါ့သူတသက်မှာတခါမှမဖြစ်ဘူးရဲ့ဟာဖြစ်ခဲ့လို့အဲ့လိုပြော ဒီမှာ did ဆိုရဲဘာတွေပဲလဲ did ဆို Think so ဆိုတာဘာကိုပြောချင်လဲဆိုရဲ did ဆို think so သူလောက်ခဲ့အောင်ပြောရလားချင်း Think so ဒီမှာ okay ဒီအပိုင်းလေးကိုအရင်ကြည့်အောင် the most important events that surprise me ငါ့ကိုအံ့ဩစေခဲ့တဲ့အဖြစ်အပျက်တွေအရေးကြီးဆုံးအဖြစ်အပျက်တွေတဲ့ this ဆိုတာကအဲ့လိုအံ့ဩစေခဲ့တာကိုပြောတာအဲ့ဒီလိုဖြစ်စေခဲ့တယ်ဒီမှာဆိုတာကအံ့ဩစေခဲ့တာ surprise ဖြစ်တာကိုပြောတာနော် surprise ဖြစ်စေခဲ့တာအဲ့လိုဖြစ်စေခဲ့တာဟာအဲ့ဒီလိုပေါ့အဲ့လိုဖြစ်စေခဲ့တာဟာတဲ့အံ့ဩစေခဲ့တဲ့ဟာတွေကအဲ့လိုငါ့ကိုအံ့ဩစေတာဘာကြောင့်လဲဆိုတော့တဲ့ငါရဲ့ဘဝမှာမဖြစ်ခဲ့ဘူးလို့တဲ့
နော်ဒီဆိုတော့ဒီနေရာမှာဆိုဆိုတာအဲ့လိုဖြစ်တာပေါ့အဲ့လိုဖြစ်တာဘယ်လိုဖြစ်တာလဲ surprise နော် surprise ဖြစ်စေတာအဲ့ဒါကိုပြောတာ okay Okay, teacher. Oh, no, the quote. This painful surprise led me to study the last 500 years of history for similar situations where I saw that they have indeed happened many times before with the ups and the downs of the Danish, British, and US empires. အဲ့လိုမျိုးနာကျင်စေရဲ့ surprise တွေကကြာတော့တဲ့သူဒီနှစ်ပြီးခဲ့တဲ့နှစ်50ကို study လုပ်ဖို့ပြန်ဖြစ်ခဲ့ပေါ့နော် history ကိုပြန်ပြီးတော့အဲ့လိုမျိုး similar situation ဆိုတော့သူတို့နဲ့အဲ့လို similar တူညီရဲ့အခြေအနေတွေအဲ့လိုသူကပြန်ပြီးတော့ study လုပ်ဖို့ဖြစ်ခဲ့တယ် Well I thought that they had indeed happened ဘာလို့လဲဆိုတော့သူတို့ကအစအောင်ကတခါတည်းမဟုတ်ဘဲနဲ့ထပ်ခါဖြစ်ခဲ့အရာတွေဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့ဟာတက်လိုက်ကြလိုက်ပေါ့နော် Dish တို့ British တို့ US Empire လို့ရဲ့အတက်အကျတွေကိုအဲ့လိုသူကလေ့လာခဲ့တယ်လို့ပြောရတယ်တဲ့ရှင်လေ့လာတယ်ဟုတ်တယ်အဲ့ဒါတွေသူလေ့လာခဲ့တယ်ဒီစကားလုံးကိုဘယ်လိုအတန်ထွက်လဲ ဟုတ်surprise ပါရှင် surprises surprises surprise ဒီမှာ s က surprise ဆိုတော့ s နဲ့ဆုံးတဲ့အတန်ထွက်တော့ surprise s နဲ့ဆုံးတယ်ဆိုတော့နောက်ထပ် s တစ်ခုထပ်ထည့်လိုက်ရင် surprises အဲ့လို s အတန်နှစ်ခုဖြစ်သွားတယ်နော် surprises အဲ့လိုမျိုးဒီမှာလည်း prices အဲ့လိုမျိုးဆိုတော့ s နဲ့ဆုံးတဲ့အတန်ဆိုရင်အဲ့လို s ထပ်ထည့်ရင် z ဆိုပြီးတော့ပြောရတယ်နော်တစ်ခုက okay Okay. study ဒီအတန်ကဘယ်လိုထွက်တာလဲ steady ဒီဟာရော dish လား dash လားချင်း Dutch dash ဒါ study ဟုတ် steady ဟိုယူဆိုလို့ရှိရင်အဲ့လိုမျိုးရှာအလဲနဲ့အတန်ထွက်ရမယ်ဒီကရှာကိုအလဲရှေ့နဲ့နောက်နဲ့ရှိရမလားအလဲပိုင်းကိုသုံးရမယ် It's 12 o'clock. နော် steady study လိုမျိုး run you can run wrong study steady okay ဆက်ဖတ်ပါအောင် ဒီချက် dash ကကြာလေးလားဘာလူမျိုးပြောရလဲရှင်ကြားတော့ကြားဘူးအဲ့ဒါမျိုးမြန်မာလူ Dutch ကျဲ ကပါလဲဒိမတ်လား ဒီမဲ့ Dutch လူမျိုးရဲ့ဒိမတ်ကလားမသိဘူး Netherlands နဲ့ Netherlands Norway okay okay in 1971 when I was a young ဟိုစုလီဒါမဖတ်သေးဘူး and နဲ့ ဟုတ်တာရှင်မဟုတ်ရှင် sorry ရှင် And every time they did, it was a sign of the changing world order. သူတို့ဘယ်အချိန်ဖြစ်သူတို့လောက်ခဲ့တဲ့အတိုင်းမှာအဲ့ဟာကြအဲ့လိုလူရမယ်ကဘာအမိတ်ပေါ့အဲ့လိုကြလူပြမယ်သူတို့အဲ့လိုကဘာကိုအဲ့လိုစာတန်းရေးထိုးရလို့ထင်တယ်ရှင်ဒီဝေါ်တာဆိုတာကတော့နည်းနည်း technical ဖြစ်တဲ့စကားလုံးဆိုတော့လူတိုင်းတော့သိချင်မှသိမယ်ကိစ္စမရှိဘူးနော်ဆိုတော့ word order လို့ပဲသုံးလိုက်ရတယ်ဘာလို့ဆိုတော့နောက်ပိုင်းမှာ तू ကအဲ့ဒါကိုရှင်းပြတယ် word order ဆိုတာဘာလဲဆိုပြီးတော့ ဟုတ်ချာ word order ပြောင်းလဲနေတယ်ဆိုတဲ့ လက္ခဏာ လက္ခဏာ word order ပြောင်းနေပြီဆိုတဲ့လက္ခဏာဖြစ်တယ်တဲ့ okay ဆက်ဖတ်ရအောင် In 1971, when I was a young clerk on the floors of the New York Stock Exchange,
the United States ran out of money and defeated on its debts. ဒီက defaulted Defaulted. defaulted on its debt ဆိုတော့ဒါဒီစကားလုံးကစုတွေခံမှန်းလို့ရမှာပေါ့ဘာအဓိပ္ပာယ်လဲဒီစာကြောင်းကနေခံမှန်းလိုက်ရင်ရတယ် Defaulted ကရှုံးနိမ့်ခဲ့ရတာကျဆုံးရှုံးခဲ့ရ debt ဆိုတာဘာကိုပြောရလဲ debt အဲ့တော့အကျွေးချေ အကျွေးဒီမှာ ran out of money ဆိုတာဘာအဓိပ္ပာယ်လဲ ပတ်စံပြက်လက်သွားကျအကျွေးနဲ့နစ်ခဲ့ရတာကျအကျွေးတင် defaulted on its debt ဆိုတော့အကျွေးကိုမဆက်နိုင်တော့ဘူးတဲ့ ဆို ဒီမှာ clerk ဆိုတာဘာအဓိပ္ပာယ်လဲ အဲ့ဒါစက်ရေးကိုပြောတာကျ စရေးဟုတ်တယ် okay ဆက်ဖတ်ပါအောင် ဟုတ်ကဲ့ back down goals of money used in transactions between countries အဲ့ဒီအချိန်မှာဆိုရင်လည်းအဲ့လိုရွှေရဆိုရင်သူတို့အဲ့လိုနိုင်ငံတွေအကြားမှာပေါ့အချင်းချင်းဖလှယ်ပြီးတော့ transaction ဆိုတော့ပြောအချင်းချင်း exchange လုပ်ရတဲ့ငွေလိုမျိုးပေါ့ကျဒီမှာရွှေပေးပြီးတော့အရောင်းဝယ်လုပ်တဲ့လိုမျိုးဖြစ်လာခဲ့ ဟုတ်တယ် paper money, like the dollar, was like a check in the checkbook. It has no values other than it could be exchanged for gold, which was the real money. Paper money တဲ့သူတို့အဲ့လိုဒေါ်လာလို့ပါလို့အဲ့လိုပတ်စံနေပေါ့ဒီတိုင်းပတ်စံနေဒေါ်လာလို့ပါလို့ရတော့အဲ့လိုမျိုး check in the checkbook ဆိုတော့သူတို့စာအုပ်ထဲကအဲ့လို check လက်မှတ်တစ်ခုလိုပဲလို့ပြောရတာချက် ဟုတ်တယ် ပြီးတော့အဲ့လိုအဲ့ငွေနဲ့ရွှေနဲ့ရှင်ပေါ့နော်သူကဘာမှ value မရှိဘူးတဲ့ value သိပ်မရှိဘူးတဲ့မရှိဘဲနဲ့ which was the real money တဲ့ငွေကကြအဲ့အချိန်မှာတကယ်ပတ်စံအစ်စ်လိုမျိုးဖြစ်နေခဲ့ ဒီမှာ it had no value other than it could be exchanged for money for gold ဘာအဓိပ္ပာယ်လဲ it has no value other than တခြားဟာတွေနဲ့သူက value မရှိဘူး then it could be exchanged for gold ဒီပြီငွေနဲ့ချက်သူကလဲလှယ်ဖို့အတွက်ဆိုရင်တော့သူက value ရှိရလို့ပြောချင်တာပဲချက် ဟုတ်တယ်ဒီလဲဖို့ရွှေနဲ့လဲဖို့ကလွဲရင်အဲ့ဒါကလွဲရင်တန်ဖိုးမရှိဘူးတဲ့ okay ဆိုတော့ other than ဆိုတာကအဲ့ဒါကလွဲရင်ပေါ့နော်ဒီတစ်ခုပဲဒီတစ်ခုတည်းအတွက်ပဲတန်ဖိုးရှိတယ်လို့ပြောတာဒါကလွဲရင်နဲ့တန်ဖိုးမရှိဘူးတဲ့ Okay. At the time, the United States was spending a lot more money than it was earning by writing for more paper money checks that it has go in the bank to exchange for them. အဲ့ချိန်မှာဆိုရင် United States ကအဲ့လို spending အဲ့ပတ်စံကြီးအများကြီးသုံးပြီးတော့ then it was earning နဲ့သူပတ်စံရတဲ့လောက်ထက်သူကပို့ပြီးတော့ပတ်စံကြီးသုံးတယ်ဘာတွေသုံးလဲဆိုတော့ by writing for more paper checks ပတ်စံအဲ့လိုသူက paper money တွေကိုအများကြီးထုတ်ပြီးရ then it has go in the bank to exchange for them အဲ့ဟို paper money တွေကိုကိုယ့်ရဲ့ထက်ပို့ပြီးတော့သုံးတယ်လို့ပြောရတာချင်း okay သူ့ရဲ့ system ကိုနည်းနည်းပြန်ပြီးစဉ်းစားကြည့်အောင်သူပြောနေပုံတကယ်ပတ်စံရွှေလို့ပြောတာဟုတ်နော် the real money တဲ့ which was the real money ဆိုတော့တကယ်ပတ်စံရွှေဖြစ်တယ်ရွှေတုံးနေရှိရဲဆိုပါစို့နေပြန်ဆွဲလာမယ်ရွှေတုံးကိုဒီလိုဆွဲမယ်ရွှေတုံးနေရှိတယ်လေးတုံးဒီမှာကျတော့ဒေါ်လာစာရွက်တွေရှိမယ်ဆိုတော့ဒီဘဏ်ရှိမယ်ဒီမှာဘဏ်ရှိမယ်ဆိုတော့လူတွေလက်ထဲမှာကရွှေတုံးမကင်ထားဘူးဒေါ်လာဒီလို paper money ပဲကင်ထားတယ်နော်ဆိုတော့ဘဏ်ကိုသွားပြီးတော့ paper money တစ်ရွက်ပေးလိုက်ရင်ဘဏ်ကရွှေတစ်တုံးပေးလိုက်တယ်အဲ့လိုမျိုးနော်နောက်တစ်ယောက်ကလည်းအဲ့လိုပဲရွှေထုတ်ချင်တယ်ဆိုရင်ဒီ
paper money တော့ပေးလိုက်တယ်သူကနောက်ထပ်ရွှေတစ်တုံးထုတ်ပေးတယ်ဒီရွှေတုံးထုတ်ပေးတယ်ဒါပေမဲ့တဲ့သူကဘယ်လိုဖြစ်သွားလဲဆိုတော့သူ့မှာတကယ်ရှိရတဲ့ပိုသုံးတယ်ဘယ်လိုသုံးလဲဆိုတော့ writing far more paper money checks သူ့မှာရွှေရှိရတဲ့ကိုပို့ပြီးတော့ရိုက်ထုတ်နေစာရွက်တွေပတ်စံစာရွက်တွေ paper money တွေကိုအမှန်ဆိုရင်၄ရွက်ပဲရှိရမှာအဲ့ဒါကိုသူကရိုက်ထုတ်တယ်ပတ်စံစာရွက်တွေရိုက်ထုတ်တယ်၈ရွက်ဖြစ်သွားတယ်ဆိုတော့ဒီမှာရှိတာမှာရွှေရ၄တုံးပဲရှိရ4 gold bars ဒီမှာက၈ရွက်တောင်ဖြစ်နေတယ်$8နော်အဲ့တော့ရိုက်ထုတ်နေတဲ့ဟာကရွှေဥမာရိုက်ထုတ်တာဒီတစ်ရွက်ကိုရွှေတစ်တုံးပေးရမယ်ဆိုပါစို့ဒါဆိုရင်ဘယ်လောက်တောင်များနေလဲသူ၄ယောက်၈ယောက်ကလာထုတ်တယ်ဆိုရင်ဘယ်နှစ်ယောက်ပဲရမလဲရွှေကို၄ယောက်ပဲရမယ်ချင်၄ယောက်ပဲရမယ်ဒီ၄ယောက်ကမရတော့အဲ့ဒါကိုသူပြောတာနော်writing far more paper money checks than it had gold in the bank နော်သူ့မှာတကယ်ရှိတဲ့ဘဏ်ထဲမှာရှိတဲ့ရွှေထက်ကိုပိုပြီးရိုက်ထုတ်နေတဲ့စာရွက်တွေ to exchange for them လဲပေးဖို့ပေါ့ for them ဆိုတာကဘာကိုပြောတာလဲအဲ့လူတွေကိုပြောရတယ် paper money ကိုပြောတာ paper နော် paper money တွေဆိုတော့သူကသဘောတူညီမှုကဘာလဲအမှန် paper money တစ်ရွက်ကိုရွှေတစ်တုံးရွှေတစ်တုံးအဲ့လိုသဘောတူထားတာနော်အဲ့ဒါကိုအဲ့လိုမဟုတ်ဘဲနဲ့သူကဒီ paper money ကျတော့သူကကြိုက်တဲ့လောက်ရိုက်ထုတ်လို့ရတာဟုတ် printing အဲ့လိုလုပ်နေတော့ရွှေရတကယ်မရှိဘဲနေရိုက်ထုတ်နေတယ်တဲ့အဲ့ဒါကိုပြောဒီဆက်ဖတ်ပါအောင်ဟုတ်ချင်တကယ်သူကအဲ့လိုကြာသူကကြာဟိုကလူကပတ်စံပေးလိုက်ပြီးသူကရွှေပေးရအဲ့လိုမလားချင်ဟုတ်တယ်အဲ့လိုပေးရမှာမှန် သူပေးရအဲ့သူကသူ့ဘာသူလဲ paper money ကိုထုတ်တာလားချင်သူ့သူလည်းထုတ်တယ်ဟုတ်တယ်အမှန်ဟိုဥပဒေအရဆိုလို့ရှိရင်အဲ့လိုကြီးထုတ်ခွင့်မရှိဘူးရွှေရ၄တုံးပဲဆိုလို့ရှိရင်သူက၄ရွက်ပဲထုတ်ရမှာချင်ဘာလို့သူက paper money လိုရလဲချင်သူကပတ်စံပို့သုံးနေတာဟုတ်ပတ်စံပို့သုံးချင်သူ့ဘာသူထုတ်လို့မရဘူးလားချင်ပတ်စံပို့သုံးခြင်းရင်အမှန်ကရွှေရှိမှရမှာတကယ်ပတ်စံကရွှေကိုလူတွေလက်ခံတာကရွှေဘာလို့လဲဆိုတော့တခြားနိုင်ငံအနေနဲ့ကုန်သွယ်ရေးလုပ်မယ်ဆိုဥမာတခြားနိုင်ငံကဆန်တွေဝယ်မယ်စီတွေဝယ်မယ်ရေနံတွေဝယ်မယ်ဆိုရင်သူကရွှေပေးရတာ哦ဟုတ်ချင်ရွှေပေးရသူကဘာလို့ရွှေကိုမသိမ်းထားပဲနဲ့သူကရွှေလူကိုပေးရလဲချင်လူတွေအချင်းချင်းအဲ့လိုမျိုးအယောင်းဝယ်လုပ်ရင်လည်းရွှေပဲသုံးကြတာပဲဟုတ်ချင်อืมဆက်ဖတ်လိုက်မယ်နော်ချင်ဆက်ဖတ်လိုက် As people turned these checks in for gold, the amounts of gold in the US started to jewel. အဲ့ဒီအချိန်မှာလူတွေကနေပြီးတော့အဲ့လိုသူတို့ရဲ့ပတ်စံမျိုးရွှေနဲ့လဲတယ်အဲ့လိုလဲတိုင်းမဲ့လဲဘယ်လိုပြောလဲတက်ကဲတူတဲ့ the amount of gold အဲ့ US မှာရှိရဲ့ရွှေတွေရာဆိုရင်နဲ့တဖြည်းဖြည်းနဲ့ကျဆင်းလာတယ်ရော့ကျလာဒီဟာကိုဘယ်လိုအတန်ထွက်တာလဲjewel လားချေ jewel DW DWINDOE dwindle 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 ဆိုတော့လူတွေကပတ်စံတကယ်ပတ်စံဖြစ်တဲ့ရွှေကိုလာပြီးတော့တောင်းတဲ့အခါကျတော့သူတို့ check တွေလာပေးပြီးတောင်းတဲ့ရွှေကိုတောင်းတဲ့အခါကျတော့တဲ့တဖြည်းဖြည်းနဲ့ကုန်သွားတယ်ရွှေတုံးတွေနော်ရွှေတွေကုန်သွားတယ်it soon became
it soon became obvious that the US couldn't keep its promises for all the existing paper money, so people holding dollars rushed to exchange them before the gold runs out. အဲ့တဲ့ချိန်မှာဆိုရင်တဲ့အဲ့မကြခင်မှာဆိုရင်သူကအဲ့လိုအရန်တိတာလာခဲ့ US ကနေပြီးတော့သူ့ရဲ့အဲ့လို promise ပေးထားတဲ့ဟာကိုမထိန်းသိမ်းနိုင်တော့ဘူးသူအဲ့လိုမျိုး for the existing သူဒီမှာ paper money ရှိနေတဲ့ဟာကိုသူကအဲ့ promise ကိုမထိန်းသိမ်းနိုင်တော့ဘူးတဲ့မထိန်းသိမ်းနိုင်တော့အဲ့လူတွေကဆိုရင်သူ့ရဲ့ဒေါ်လာတွေကိုသူ့ရဲ့ဒေါ်လာတွေကိုဘယ်ပြောသူ့ရဲ့ဒေါ်လာ exchange down before အဲ့ရွှေမကုန်ခင်မှာသူ့ရဲ့ဒေါ်လာကိုအလဲလေလောက်ကြတယ် rush တဲ့ဗာလိပ်ပဲလေ rush to rush exchange ကအဲ့ဟိုအတင်း rush မြန်လောက်တာရှင် hurry ဟုတ်တယ်သူတို့ပတ်စံနေဒီလိုမျိုးမရတော့မှရွှေတကယ်ရွှေအစစ်မရတော့မှဆိုတော့သူတို့မြန်လာပြီးတော့ exchange လုပ်ကြတယ်တဲ့ အရွှေနဲ့လာလောက်တာလားရှင် သူကရွှေလာတောင်းတာပေါ့ပတ်စံစာရွက်တွေပေးပြီးတော့စာရွက်ပေးတယ်ငါရွှေထုတ်ချင်တယ်ဆိုပြီးတော့သူပြောတာဘာလို့ဆိုတော့ရွှေရမှတကယ်အစစ်ကိုတကယ်ပတ်စံအစစ်ဖြစ်နေတာဒီစာရွက်ကအလကားပဲဒီ paper money ကအလကားပဲတကယ်တန်ဖိုးမရှိဘူးလေဥပမာတခြားနိုင်ငံ ဟုတ်ကဲ့ရှင် တခြားနိုင်ငံကနေပြီးတော့ပစ္စည်းဝယ်ခြင်းတယ်ဆိုလို့ရှိရင်သူတို့ကဒီစာရွက်ကိုလက်ခံမှာမဟုတ်ဒီ paper money ကိုလက်မခံဘူးဒီရွှေကိုမှလက်ခံတာရွှေတုံးတွေမှလက်ခံတာဆိုတော့ကိုယ့်လက်ထဲမှာတကယ်ကင်ထားမှာတကယ်ပတ်စံဖြစ်တဲ့ရွှေကိုကင်ထားမှာ哦ဟုတ်ချင်အဲ့ဆိုသူကဟုတ်ချင် US ပြော က သူ့ဒီ ဟုတ် ပြော ချင်ဟုတ်သူကကြားချင်သူ့ရဲ့ promise ကိုဆိုတော့သူကအဲ့လိုရွှေပတ်စံတစ်ချက်ပတ်စံနဲ့ရွှေနဲ့လဲမဲ့ဆိုရဲအဲ့လိုသူ့ရဲ့ promise ကိုမထိန်းသိမ်းနိုင်တော့အောင်ပြောတာချင်း ဟုတ်တယ် သူကကြားအဲ့ပတ်စံနေဘာလို့မလို့လဲချင်းအဲ့ပတ်စံနေအများကြီး ပတ်စံနေအများကြီးကို for all the existing people ရွှေနဲ့လဲပြီးတော့ချင်း ရွှေလူတွေကဘာလို့လဲလို့မေးရလား ဟုတ်ရှင် US ကဘာလို့မလို့လဲချင်းအဲ့လိုသူကလူတွေကိုလဲပေးပြီးတော့အဲ့ပတ်စံနေ ဩအမှန်တော့ဒီ US ကအစိုးရရဲ့တာဝန်ကသူကပတ်စံတွေထိန်းသိမ်းထားရမယ့်တာဝန်ရှိတော့ဒီရွှေတွေသိမ်းမိထားတာပေါ့တကယ်ရွှေတုံးတွေကိုသူကသိမ်းမိထားတာလူတွေကဒီစာရွက်တွေပဲကင်ထားတာဘာလို့လဲဆိုလူတယောက်ချင်းဒီမှာရွှေတုံးတွေကင်ထားရင်အန္တရာယ်ရှိရလေဓမြလာတိုင်ဘယ်လိုလုပ်မလဲဟုတ်တယ်မလားဆိုတော့ရွှေတုံးစာရွက်လေးတွေထုတ်ပေးထားတာအမေရိကန်ဒီအစိုးရရဲ့တာဝန်ကလူတွေအတွက်ကို service ပေးရမယ်တာဝန်ကိုလူတွေရဲ့ပတ်စံကိုထိမ့်သိမ့်ပေးထားတာပေါ့ ဟုတ်ကဲ့ရှင်ဟုတ်နားလည်ပါပြီချင်း ခဏလေးစုတွေကိုတန်တွက်တစ်ခုလေ့ကျင့်ခိုင်းတယ် money, ဆိုကြည့်ပါဦး money money money, money စုတွေပြောတဲ့အတန်းဒီလိုဖြစ်နေတယ် money ဆိုပြီးဖြစ်နေတယ် money အော် money money ပါချင်း ဒီရှာအလယ်နဲ့ပြောရမယ် money အဲ့ဒါနည်းနည်းလေ့ကျင့်ဖို့လိုတယ်ဒီသူ့ရဲ့သင်္ကေတအဲ့လိုမျိုးအလယ်နဲ့ရှာအလယ်နဲ့ပြောရမယ် money 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 အဲ့ဒါလေးလေ့ကျင့်ဖို့dictionary ရှာပြီးတော့အတန်နားထောင်ပြီးတော့ပြီးအောင်လေ့ကျင့်လိုက်ရင်ရပါတယ် ဟုတ်ကဲ့ချင်း ချက်ချင်းတော့ပဲရမယ်တစ်ခါတစ်ခါလောက်နဲ့တော့မရဘူးချိန်ပေါင်းများစွာ10ခါ20 30အဲ့လိုလေ့ကျင့်ရင်ပြောင်းသွားလိမ့်မယ်ခါကျ manager မတူဘူးတော့ ဟုတ် money many, money ဒါက e တန် e many
ဒါကဒီက money ဆိုတော့အဲ့ဒီအတန်လေးတွေနားထောင်ပြီးတော့ dictionary မှာနားထောင်ပြီးတော့လေ့ကျင့်နော် Okay, check. okay ဒါဆိုရင်ဒီရောက်ပါပြီနော် Okay, check. Oh. Recognizing that the U.S. was going to run also real money on Sunday evening, August 15. President Nixon went on television to tell the world that the U.S. was breaking its promise to let people exchange the dollars for gold. အဲ့အချိန်မှာ US ကနေပြီးတော့သူကတကယ်ပတ်စံအစ်စ်တွေရွှေတွေရာဆိုရင်အဲ့လိုgoing to run တော့ကုန်တော့မဲ့အချိန်ကိုသူက realize အဲ့လိုမျိုးrealize သိလာရပေါ့နော် recognize အတိမတ်ပြုလာတော့တဲ့အချိန်မှာအဲ့နေ့တနင်္ဂနွေနေ့ညနေAugust လဆိုတော့8လပိုင်း15ရက်နေ့မှာ President Nixon ဆိုရင် television မှာကဘာကိုပြောတယ်US ကကြောင့်သူ့ရဲ့promise အဲ့လိုရွှေရနေပြီးတော့ရွှေပေးပြီးတော့ငွေအဲ့လိုဒေါ်လာကနေပြီးတော့ရွှေအဲ့ချိန်ကိစ္စကိုသူကနေအဲ့ promise ကိုဖြတ်မယ်ပေါ့နော်ဖြတ်တော့မယ်to let people exchange their gold for အဲ့လူတွေကိုအဲ့ဟာအတွက်ကို promise ကိုသူကဖြတ်တော့မယ်လို့ပြောလာခဲ့တယ် okay ဆက်ဖတ်ပါဦး He said it diplomatically without making it clear that the United States was defaulting. diplomatically အတိတ်ပဲ ဟုတ် diplomatic ဆိုတာသူကပြောအဲ့လိုပညာသားပတ်ပါနဲ့ပေါ့အဲ့လိုပြော စင်ပြေအောင်ကြည့်ပြောတယ်ပေါ့နော် ဒီဘာရဲအဲ့လိုအဲ့တေးဟချာ clear မလုပ်ဘဲနဲ့ direct မပြောဘဲနဲ့သူကအဲ့လိုမျိုး indirect speech နဲ့အဲ့လိုအဲ့လိုပြောတာကြာလူပိန်းကတော့နားမလဲပေမဲ့အဲ့လိုပညာရှိလူရတော့နားလဲရပေါ့နော်အဲ့လို United States ကတဲ့အခုလိုမျိုးသူတို့ရဲ့ defaulting ဆိုတော့အဲ့လိုအကျွေးတင်နေပြီဆိုတဲ့ကိစ္စကိုသူကအဲ့လိုမျိုးပြောတယ်တဲ့ ကျွေးမဆက်နိုင်တော့ဘူးတဲ့ အကျွေးမဆက်နိုင်တော့ဘူးဆိုတော့ရှယ်သူကဘာအကျွေးကိုမဆက်နိုင်တာလဲ အစိုးရမှာလည်းအဲ့လိုဝင်ငွေရှိရယ်နော် revenue အစိုးရမှာလည်းဝင်ငွေရှိရယ် NUE revenue နဲ့ expense တွေရှိမယ်ဆိုတော့အစိုးရကဝင်ငွေဘယ်ရမလဲ အဲ့လူတွေ tax ကောက်တာကနေရမယ်နဲ့တူချင် ဟုတ်တယ် tax ကနေရမယ်နော် tax expense ကြတော့သူမှလမ်းတွေဖောက်တယ်တရားတွေစောက်တယ်ဆိုပြန်ကုန်တာပေါ့နော်ဆိုတော့ income ဆိုပါလို့ဒါဆိုရရဲ့ income ဆိုပါလို့ income က tax ကနေရမယ်ဒါပေမဲ့သူ့မှာအသုံးစရိတ်တွေရှိရယ်ဆိုတော့သူဝင်တာထက်သူကအကျွေးတွေဘာကြောင့်တင်လဲစုရီဘယ်လိုထင်လဲဘာကြောင့်အကျွေးတင်တာလဲ သူကကြအကယ်၍အဲ့လို military ဘာတွေမှာဆိုသူကချတော့မယ်ဆိုရင်လက်နက်တွေဘာတွေအဲ့လိုဝယ်စီပေါင်းရတာရှိမယ်ပြီးတော့အဲ့လို teacher ထွန်းတာပြောတတ်တော့အဲ့ဘာကြီးတယ်အဲ့လိုမျိုးလမ်းတွေဘာတွေပြင်တာလို့ဘာလို့အဲ့ government school လို့ဘာလို့စောက်ရမယ်ဟာတွေမှာသူကုန်တယ်လို့ထင်တယ်ရှင် ဆိုတော့ဒီ income နဲ့ expense နဲ့ပဲပြောမယ်ဆိုလို့ရှိရင်ဘယ်လိုအချိန်မှာ तू ကအကျွေးတင်မလဲ debt ဆိုတာဘာကိုပြောတာလဲဘယ်အချိန်မှာအကျွေးတင်မလဲဒီနှလုံးပဲသုံးပြီးတော့ပြောမယ်ဆိုရင် သူလိုအပ်တဲ့ပို့သုံးပြီးသွားရင်အကျွေးတင် ဆိုတော့အကျွေးက income is less than expense အဲ့လိုမျိုးဖြစ်နေလို့ရှိရင်ပေါ့ဒါဆိုရင် debt ဖြစ်သွားပြီနော်ဒါကြောင့်မို့အကျွေးတွေတဖြည်းဖြည်းနဲ့များလာပြီးသူဘာဖြစ်သွားလဲ defaulting မဆက်နိုင်တော့ဘူးတဲ့ ဟုတ်ချင်တက်ဖက်လိုက်ရမယ် ဖတ် He announced that he had directed the Secretary of the Treasury to suspend temporarily the convertibility of the dollar into gold. သူကကြေညာခဲ့တယ်
ပညာခဲ့ဆိုတော့ဒီသူတို့ရဲ့ဌာနတစ်ခုရွှေတွေထိမ့်သိမ်းတဲ့ဌာနပေါ့ဌာနကိုသူကညွှန်ကြားရဘယ်လိုညွှန်ကြားလဲဆိုတော့အဲ့လို suspense ဆိုတာဟိုတာတာတော့တားမြစ်တာလားရှင် suspense ကြားကြည့်ပါအောင် suspense ဟိုရှာ dictionary ရှာတဲ့အလေးကျင့်လို့ရအောင် ဟုတ်ချေသူတားမြစ်လိုက်တယ် to stop something from being uttered temporarily ဆိုတော့သူကခဏတာပေါ့ခဏတာအဲ့လိုမျိုးတားမြစ်လိုက်တယ် suspense ကဘာအဓိပ္ပာယ်လဲ တားမြစ်တာလားချေအဲ့လိုတစ်ခုခုကိုရပ်ဆိုင်းလိုက်တာ ရက်ဆိုင်လိုက်တာပေါ့ suspense ရှာကြည့်ရအောင် dictionary မှာ to stop something from being active either temporarily or permanently ရပ်လိုက်တာပေါ့နော် suspend ခဏပြည့်ပြည့်ထာဝရပြည့်ပြည့်ဒီမှာကတော့ခဏလို့ပြောတာပေါ့ခဏရပ်လိုက်တယ်တဲ့ ဘာလို့ရက်လဲဆိုတော့အဲ့လိုဒေါ်လာကနေပြီးတော့ရွှေကိုပြောင်းတဲ့ဟာ ဟုတ်တယ် I watched in awe realizing that many as we understood it was ending နော်အဲ့ဟာကိုကြည့်တယ်။အော်ကကြတော့ချစ်အော်လေးချလိုက်အောင်ရှင်အံ့ဩစွာနေလို့ထင်တယ် A feelings of great respect sometimes နေစေဟုတ်သူကအံ့ဩစွာနေဆိုsurprise ဖြစ်သွားတယ်မမဟုတ် fear ဖြစ်သွားတဲ့သဘောမျိုးနဲ့အဲ့လိုမျိုးသူကကြည့်ခဲ့တဲ့သူက realize ပါ realize ရလဲဆိုတော့ many ကကြောင့် many as we understood it was ending သူတို့ထင်ခဲ့ many သူတို့ဟုတ်တယ်နားလည်ခဲ့ many ကအဲ့လိုအခုချိန်မှာဆိုရင်အဆုံးသတ်နေတယ်အဲ့လိုရွှေကိုပြောရပါချေ ရွှေနဲ့ချိတ်ထားတဲ့ပတ်စံပေါ့ပတ်စံဆိုတဲ့သဘောတရားကဘာလဲရွှေပတ်စံတရွက်ရှိရဆိုရွှေတစ်လုံးရမယ်လို့မှတ်ထားတာဒါပေမဲ့အဲ့ဒါမဟုတ်တော့ဘူးပေါ့ ending နော်အဲ့ဒါပြီးသွားပြီပတ်စံရဲ့သဘောတရားကိုပြောတာနော်ငါတို့ပတ်စံကိုဘယ်လိုနားလည်ထားလဲဆိုတော့ပတ်စံတရွက်ပေးလိုက်ရင်ရွှေတစ်လုံးရမယ်လို့မှတ်ထားတာဒါပေမဲ့အဲ့ဒါမဟုတ်တော့ဘူးတဲ့ Okay. I expected the stock market to please the next day, so I got on the exchange floor early to prepare. သူကအဲ့လိုမျိုးညှော်လင့်ခဲ့။ stock market ကကြာပြီးတော့အရင်ချီ To call someone as a mean to move or fall suddenly, often allow it down, forward down or into something. Please ကကြာတော့အဲ့လိုပြောင်းလဲတော့မယ်လို့ပြောချင်တာပေါ့ချင် ဒီဟာစလုံးကိုရှာပါအောင်တန်ထွက်ပါနားထောင်နော် Plunge. To cause someone or something to move or fall suddenly or often a long way forward, down or into something. ကျဆင်းတာလား ဟုတ်တယ် lunch ကြာသွားတာရုပ်တရက်ကြီးလို့ကြာသွားတာထိုးကြတယ် stock market အဲ့လိုမျောလင်းတာတဲ့သူက အနေနဲ့သူကနေ exchange floor ကို exchange floor ဆိုတော့အဲ့တော့ exchange floor ကဒီမှာလို့ဘာကိုပြောရလဲရှင် stock market ကိုပြော ဟုတ်တယ် stock market ရုံးကိုပြောတာဒါအသိကိစ္စမရှိပါဘူးဒါနားမလဲဒါ technical စကားလုံးတွေသူတို့အဲ့ဒီfinance နဲ့ပတ်သက်တဲ့စကားလုံးတွေဆိုတော့မသိတဲ့ကိစ္စမရှိတာ technical စကားလုံးလို့ခေါ်တယ်နော် technical words ဒါပေမဲ့သဘောတရားကဘာလဲသူရုံးကိုသူသွားတာကိုပြောတယ်နော်သူရုံးပေါ့ When the opening bell rang, pandemonium break out.
but not the kind I expected. ပြီးတဲ့ပြီးတော့ opening bell rang ဆိုတော့အဲ့လိုဖွင့်တဲ့အချိန်ကဖွင့်တဲ့ bell ဖွင့်တဲ့ခေါင်းလောင်းကမြည်သွားတဲ့အချိန်မှာဆိုရင်တဲ့ခြာလာရုံနဲ့ရှယ်သမီးဘွားလေး pandemonium a situation in which there is a lot of noise and confusing or အဲ့အချိန်ကကြောင့် Pandemonium. အဲ့အချိန်ကကြောင့်လူတွေအကုန်လုံးအုပ်တက်ချက်ဖြစ်နေတဲ့အချိန်လို့ထင်တယ်ကျ อืม အုပ်ချက်ကနေ break out ဆိုတော့ပြိုလဲထွက်သွားတယ်လို့ပြောတယ်ကျ ဟုတ်ဟုတ်တယ်အဲ့လိုမျိုးထွက်လာတယ်ပေါ့ဆူညံတန်နေ ဟုတ်စနေထွက်လာဒါပေမဲ့သူထင်ထားတယ်လို့မဟုတ်ခဲ့ဘူး อืม The market was up wheels up and went on to raise nearly 25%အဲ့ market stock market တွေကတဖြည်းဖြည်းနဲ့တက်လာခဲ့ပေါ့နော်အဲ့လိုသူပြော25%လောက်ကို25%နီးပါးလောက်ကိုသူကတက်လာခဲ့ อืม That surprised me because I have never experienced a currency devaluation before သူကအဲ့ဟာသူ့ကိုအံ့ဩသွားစေခဲ့ဘာလို့လဲဆိုတော့သူအဲ့လိုမျိုး currency the action of reducing the rate and money can be exchanged for foreign money money ကျလာ currency ကကျလာတဲ့အချိန်မှာ stock market ကတက်သွားရဲဆိုတာကြီးကအဲ့လိုမျိုးသူ့ကိုအံ့ဩသွားစေခဲ့တယ် อืมဟုတ်တယ်ဆိုတော့ဒီစကားလုံးက when နော် when want when e Want. when ဒါ Want. want ဒါ want အော်ဒါ want ဟုတ် ဒါ want when either want want w e n t ဒါလေးလည်းလေ့ကျင့်ရမယ်နော် when WENT want when want အဲတန်ဖြစ်မယ် when When. want want when pronunciation ဆိုပြီးရှာကြည့် Google မှာ when pronunciation ဒီချက် Cambridge Dictionary ရပဲရှာလိုက်ရမှာကြောင့် Cambridge မှာရှိချင်မှာတော့ရှိမယ်ရှာရင်ရှာကြည့်လေ Went. Went. ဘယ် Went. ရှိရရှိရ Went. ဟိန်းတက်စောဘယ်ခြေနေရောက်သွားပြီလဲဟိန်းတက်စော အဲ့ဒါဆိုကြားတော့မကြားလားမသိဘူးချက် သူ mute လုပ်ထားတယ်ထင်တယ်ချက်နေပြောအောင် ဟုတ် ဟောရှိရဟိန်းတက်စောဘယ်ခြေနေရောက်သွားပြီလဲ ဗီဒီယိုတော့ပြီးတော့ဥစားနည်းနည်းဘယ်လိုရေးမလဲဆိုတော့နည်းနည်းဥစားချမှတ်နေတယ် ဟုတ်ပြီ okay ရတယ်အင်စာလုပ်လိုက်လေနော် ဟုတ် okay ဒါဆိုရင်စုရီကဒီစကားလုံး devaluation လို့ကတော့ရှာပြီးတော့စပ်ဖတ်နော်ကိုပေါ့ကို ဟုတ်ကဲ့ချက် dictionary ဆိုတော့ဒီကျန်တဲ့အပိုင်းကိုဖတ်ပြီးတော့ချိန်ရရင်အကုန်ပြန်ဖတ်ရမယ်နော်ဒါပြန်ဖတ်ရမယ် ဟုတ်ချက် ပြီးရင်အတန်တော့တွေလည်းလေ့ကျင့်ရမယ် ဟုတ် okay နော်ဒါ ဟုတ်ကဲ့ စု ပါ ရီအတွက်အင်စာပေါ့ ဟုတ်ချက် okay ဒါဆိုဒီမှာနားရအောင်နော် ဟုတ်ချက် ဒါဆိုရင်ပိတ်လိုက်တော့မယ်နော် ဟုတ်ကဲ့ချက် bye bye ချက် thank you ချက် have a great day have a great day